ဘာလို့ဆိုအောင်စမှုနဲ့ဓာတ်ပုံတူတူတွဲရမယ့်ခါမှာကျွန်တော်ဘေးနားမှာဝတ်တုတ်ကြီးကဝက်ကြီးဖြစ်ပြီးတော့သူကလုံးဝအရန်မိုက်စားလေးဖြစ်နေမယ်ဆိုရင်လည်းဘယ်လိုပြောရမလဲကျွန်တော်ကိုချစ်ပြီးတော့အားပေးနေတဲ့သူတွေပေါ်မှာကျွန်တော်မလေးစားရရောက်မယ်လေအဲ့ခက်ကျတော့ကျွန်တော်အမှန်တမ်းပြောရင်တော့ကိုလှချင်တာထက်ပေါ့နော်ကိုလုပ်တဲ့အလုပ်ကိုပြီးပြင်းခြင်းနဲ့အဲ့အတွက်ကြောင့်မလို့ကျွန်တော်သူနဲ့ရိုက်ဖို့သိပြီးတာနဲ့ကျွန်တော်2လအတွင်းမှာပေါင်30ကျွန်တော်ကြောက်အောင်ဝေးချပစ်တယ်ပေါ့ပြီးတဲ့အခါမှာနောက်ပိုင်းဒီပွဲရှိတဲ့အခါကျတော့ကျွန်တော်ဆက်ချတယ်အခုကျွန်တော်ပေါင်90ဝေးချသွားပါပြီကျွန်တော်ရဲ့ weight ကပထမ280ရှိပါတယ်အခုကျွန်တော် weight က220ပါခင်ဗျဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ makeup ပညာရှင်ကိုသားကြီးပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့ပွဲလေးကတော့ကျွန်တော်ကို MD Skin Care မြန်မာကုမ္ပဏီကနေပြီးတော့မှ brand ambassador အဖြစ်ပေါ့နော်တတိယကြိမ်မြောက်ခန့်အပ်တဲ့ပွဲလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကို3နှစ်သက်တိုင် brand ambassador ခန့်အပ်တဲ့အတွက်လည်း MD Skin Care မြန်မာကိုကျေးဇူးရမ်းတင်ပါတယ်လို့ဥစွာပထမပြောပြရစေပြီးတော့ MD ကိုသုံးဆွဲနေကြတော့ဗမာတပြည်လုံးမှာရှိတယ်ပေါ့နော်ချဲရတဲ့မိဘပြည်သူတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီနေ့ကနေပြောပြရစေနောက်ထပ်ကျေးဇူးတင်ရမှာတော့ MD ကိုကျွန်တော်နဲ့အတူပေါ့နော်ဒိုးတူပေါင်ဘက်အားကျိုးမှတ်တဲ့နဲ့ရောင်းပေးနေတဲ့ကိုယ်စားလှယ်ကြီးများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောပြရစီခင်ဗျအဲ့လိုပြောခြင်းအပြင်ပေါ့နော်ချဲရတဲ့မိဘပြည်သူတွေသိရှိသွားမယ်အကြောင်းအရာတစ်ခုကတော့ဒီ MD Skin Care မြန်မာက product တွေကိုရောင်းစားရုံနဲ့မဟုတ်ဘဲနဲ့ကျွန်တော်မြန်မာနိုင်ငံမှာရှိနေသောအမျိုးသမီးဒုကြီးအတွက် plan B အနေနဲ့စီးပွားရေးလုပ်ငန်းတစ်ရပ်ကိုပါလှုပ်ဆောင်လို့ရတယ်ဆိုတာလေးကိုလည်းဒီနေရာကနေပြောပြရစီအဲ့တော့ make up ကိုပတ်စံကုန်ခံပြီးတော့ဝယ်လင်းကြမလို့ပဲနဲ့ကိုတိုင်းဒီ make up ကိုရောင်းပြီးတော့မှဒီ make up တွေဒီ skin care တွေကိုသုံးဆွဲခွင့်ရတယ်ဆိုတာလေးကိုလည်းဒီနေရာကနေ sharing လေးလုပ်ပြရစီခင်ဗျအားလုံးကိုကိုယ်စားလှယ်များဖြစ်လဲကျွန်တော်ကဖိတ်ခေါ်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့ theme လေးကတော့လေဒါအပြာနဲ့ပန်းရောင်လေးတွေပေါ့နော်ကျွန်တော်တို့ product တွေထုတ်ထားတဲ့ဒီမှာလည်းဘယ်လိုပြောရမလဲယောက်ျားလေးတွေအတွက်ယူရဲဆိုရင်အပြာရောင် brand ကိုကျွန်တော်သုံးတယ်မိန်းကလေးတွေအတွက်ယူရဲဆိုရင်ပန်းရောင် color လေးကိုသုံးတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ပါဝင်ပေါ့နော်ဒီကပိုင်ရှင်တွေဆယ်လီတွေကအပြာရောင်လေးတွေကိုဝစ်ကြပြီးတော့မှကိုယ်စလဲကြီးတွေကတော့ပန်းရောင်လေးတွေကိုဝစ်ကြတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဒီနေ့ရဲ့ဒါTins color လေးပါခင်ဗျာပြီးတော့ကိုယ်စားလှယ်တွေအားလုံးကလည်း MD product တွေကိုလိမ့်ချထားတဲ့သူတွေဖြစ်တဲ့အတွက်နက်မိမယ်လေးတွေလိုလှနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါညီလေးဒီကုမ္ပဏီကပေါ့နော်ကျွန်တော်တို့နှစ်တိုင်းအခု3နှစ်ရှိပြီကျွန်တော် brand ambassador ဖြစ်နေခန့်တယ်ပြီးတဲ့အခါမှာတစ်နှစ်မှာပေါ့နော်ဆယ်လီတယောက်နဲ့သူတို့ကထပ်ပြီးတော့ရိုက်လေးရှိတယ်ပေါ့အဲ့တော့ဒီနှစ်တော့သူတို့ရွေးချယ်ထားတာအောင်စပူဆိုပြီးကျွန်တော်ကိုပြောတဲ့အခါကျတော့ဒီလေးအောင်စပူကဒါအသက်လည်းငယ်တယ်ပြီးတော့အခုချိန်မှာ number 1ပေါ့အရန်ဟိုစမ်းကြီးပြီးတော့เนาะအရန်ပေါက်တဲ့အမှုပညာရှင်လည်းဖြစ်တယ်အရန်လည်းချောတယ်ပြီးတော့ main ကလေးတွေရဲ့အသေးဆွဲဖြစ်တဲ့အခါကျတော့ကျွန်တော်ဝတ်တုတ်ကြီးလေဝတ်တုတ်ကြီးရုပ်ကလည်းမလှဘူးမင်းသားလည်းမဟုတ်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်သူနဲ့တွဲရမယ်ဆိုတော့ကျွန်တော်ကြောက်တယ်အားငယ်တယ်ပေါ့เนาะအဲ့ခါကျတော့ကျွန်တော် weight ချတယ်ကျွန်တော်ပေါင်290ကနေကျွန်တော်အခု weight ချထားပါတယ်အောင်စပူနဲ့ရိုက်တော့ဆိုရင်ကျွန်တော်ပေါင်30 weight ချပြီးရိုက်ထားတာအခုကတော့ကျွန်တော်ပေါင်90 weight ချသွားပြီပေါ့เนาะကျွန်တော်6လအတွင်းမှာဒီပွဲအတွက်ကိုပေါင်90 weight ချထားပါတယ်အဲ့တော့အောင်စပူနဲ့တွဲရိုက်တဲ့အချိန်မှာလည်းပျော်ရပါတယ်ဒီလေးကဘယ်လိုပြောရမလဲပူပေါင်းလုံးဆောင်တဲ့စိတ်ရှိတယ်စူးစမ်းတယ်အလုပ်ကိုပြီးတော့तू ကဘာလေးပဲဖြစ်ဖြစ်လေးဘယ်လိုလေးပဲနေလှနေတဲ့သူဆိုတော့ကျွန်တော်တို့တက်ကတော့အဆင်ပြေပါတယ်သူနဲ့လည်းအရန်ချစ်ပါတယ်ပြီးတော့ဘယ်လိုပြောရမလဲညီလေးကကျွန်တော်ထက်ငယ်တဲ့အခါကျတော့ကျွန်တော်စီကအကြံဉာဏ်လေးလည်းတောင်းတယ်ကျွန်တော်လည်းသူ့ရဲ့ဇက်သပင်အတွက်ဖြစ်တတ်တဲ့အရာတွေဘယ်လိုပြောရမလဲခစ်ပေါ်နီးပညာတွေနဲ့ပေါ့နော်ဇက်သပင်ကိုထိန်းချုပ်ပြီးတော့အလုပ်လုပ်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်နိုင်တယ်ဆိုတာလေးကိုလည်းကျွန်တော်သူ့ကိုထောက်ပြတယ်အကြံဉာဏ်ပေးတယ်ပြီးတော့အဲ့လိုလူမျိုးတွေနဲ့လည်းကျွန်တော်တွေ့ဆုံမိတ်ဆက်ပေးတာမျိုးတွေလည်းကျွန်တော်လုပ်ပေးပါတယ်ခင်ဗျဘာလို့ဆိုအောင်စမှုနဲ့ဓာတ်ပုံတူတူတွဲရမယ့်ခါမှာကျွန်တော်ဘေးနားမှာဝတ်တုတ်ကြီးကဝက်ကြီးဖြစ်ပြီးတော့သူကလုံးဝအရန်မိုက်စားလေးဖြစ်နေမယ်ဆိုရင်လည်းဘယ်လိုပြောရမလဲကျွန်တော်ကိုချစ်ပြီးတော့အားပေးနေတဲ့သူတွေပေါ်မှာကျွန်တော်မလေးစားရရောက်မယ်လေအဲ့ခက်ကျတော့ကျွန်တော်အမှန်တမ်းပြောရင်တော့ကိုလှချင်တာထက်ပေါ့နော်ကိုလုပ်တဲ့အလုပ်ကိုပြီးပြင်းခြင်းနဲ့အဲ့အတွက်ကြောင့်မလို့ကျွန်တော်သူနဲ့ရိုက်ဖို့သိပြီးတာနဲ့ကျွန်တော်2လအတွင်းမှာပေါင်30ကျွန်တော်ကြောက်အောင်ဝေးချပစ်တယ်ပေါ့ပြီးတဲ့အခါမှာနောက်ပိုင်းဒီပွဲရှိတဲ့အခါကျတော့ကျွန်တော်ဆက်ချတယ်အခုကျွန်တော်ပေါင်90ဝေးချသွားပါပြီကျွန်တော်ရဲ့ weight ကပထမ290ရှိပါတယ်အခုကျွန်တော် weight က220ပါခင်ဗျဒီနေ့ကတော့ဒါပေါင်90တင်းပြည့်တဲ့နေ့ပေါ့မနေ့ကအထိမကြသေးဘူး49ပေါင်ပဲရှိသေးတယ်ဒီနေ့ပေါင်90ကြောင်မနေ့ဆွဲချလာတာစိတ်လှုပ်ရှားပြီးကြာသွားပြီစိတ်လှုပ်ရှားပြီးကြာတော့မဟုတ်ဘူးဒီနေ့ဟိုနော်အဲ့လိုပေါင်ချဖို့အတွက်ကိုကျွန်တော်အစားတွေလည်း short ထားတယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲဟို weight short မဲ့ဆေးတွေလည်းတောက်ထားတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ခဏသွားပြီးတော့ weight တွေကျသွားတာပေါ့အောင်စကုန်းနဲ့ကျွန်တော်ဓာတ်ပုံတူတူတွဲရတယ်ကြော်ညာတွဲရတဲ့အတွက်တော့ကျွန်တော်အရန်ပျော်ရပါတယ်ဂုံလည်းယူပါတယ်ဘာကြောင့်ဆိုတော့ကျွန်တော်ကဘယ်ရမဆိုကျွန်တော်လေးကိုပဲဖြစ်ဖြစ်ဘယ်နေရာကိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ပကတိအနေထားအောင်အမြဲတမ်းမြင်အောင်ကြည့်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒါ
စိတ်လီမဟုတ်ဘူးမင်းသားလည်းမဟုတ်ဘူးအဆိုတော်လည်းမဟုတ်ဘူးပြီးတော့စစ်ပတ်တွေနဲ့အရန်မိုက်နေတဲ့ model လည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကတာမန် make up ဆရာတယောက်အဲ့ဒီတာမန် make up ဆရာတယောက်ကချစ်ရတဲ့မိဘပြည်သူတွေချစ်ပေးတဲ့အတွက်အခုလိုနေရာလေးတစ်ခုကိုရတယ်အဲ့ဒီအချိန်မှာမြန်မာပြည်မှာအခုလိုနံပါတ်1ဖြစ်နေတဲ့အရန်အောင်မြင်နေတဲ့မင်းသားတယောက်နဲ့ကျွန်တော်တွဲပြီးတော့ရိုက်ခွင့်ရတယ်ဆိုတာကျွန်တော်တက်ကတော့ဒါအခွင့်အရေးအကြီးပဲတစ်ခုပဲပေါ့နော်အဲ့အခွင့်အရေးအကြီးကိုလည်းကျွန်တော်တန်ဖိုးထားတယ်တေချာတန်ဖိုးထားပြီးတော့မှကျွန်တော်တေချာပြင်ဆင်ပြီးတော့မှကျွန်တော်ရိုက်ကူးတယ်သူလည်းကျွန်တော်ရဲ့ဘယ်လိုလှုပ်ဆောင်ချက်တွေပေါ်မှာလိုက်ပြီးတော့ပူးပေါင်းပေးတယ်အဲ့အတွက်လည်းဒါညီလေးကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီနေ့ကနေပြောပြရစီခင်ဗျာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရိုက်ထားတဲ့ပုံစံလေးဆိုလို့ရှိရင်ဒါcustomer ရဲ့စိတ်ကြိုက်ရိုက်ပေးရတာပေါ့နော်ယောက်ျားလေး2ယောက်ကဒီ skin care product တွေကိုကင်ပြီးတော့ရိုက်ရတယ်ဆိုတဲ့အခါကျတော့ဘယ်လိုပြောမလဲမျက်စိထဲမှာအမြင်မှာတစ်မျိုးစမ်းနေတာပေါ့နော်စမ်းနေတဲ့အခါကျတော့အဲ့စမ်းနေတဲ့ပုံမှာဒီလေးကလည်းလက်ခံပြီးတော့လိုက်လုပ်ပေးတယ်ပေါ့နော်အဲ့လိုလိုက်လုပ်ပေးတဲ့အတွက်လည်းthank you ပါလို့ဒီနေ့ကနေပြောပြရစီခင်ဗျာ